Hello မင်္ဂလာပါဒီအခုမြင်နေရတဲ့ဒီဗီဒီယိုကလွန်ခဲ့တဲ့9လပိုင်း6ရက်နေ့မှာပြည်နိုင်ကနေထွက်ခွာလာတဲ့ရိုဟင်ဂျာအမိခံတွေဖြစ်တယ်သူတို့တွေကဒီပြည်နိုင်မှာအကြာကြီးနေလာပြီဖြစ်တယ်ဒါပေမဲ့ကုန်ခဲ့တဲ့9လပိုင်းလောက်မှာဖြစ်ခဲ့တဲ့ပြဿနာကြောင့်ဒီမလေးလူမျိုးတွေကဒီရိုဟင်ဂျာတွေကိုအိမ်ငှားဖို့လည်းမပေးတော့ဘူးအလုပ်လုပ်လို့လည်းမပေးတော့ဘူးပေါ့နော်ဒါကြောင့်မို့သူတို့ကနေဖို့ထိုင်ဖို့အရန်အခက်ခဲတဲ့အခါကျတော့ UN ရုံးကိုတွားပြီးမှဒုက္ခတွေခံယူနိုင်ဖို့ရအတွက်သူတို့ကတောင်းဆိုဖို့တွားတာဖြစ်တယ်ဒီကူလာလမ်ပူမြို့မှာရှိတဲ့ UN ရုံးရှိမှာသူတို့9နာရီကနေထိအစောပိုင်းကနေတွားရမှနေတယ်ဒါပေမဲ့ UN ရုံးမှာရှိနေတဲ့အရာရှိတွေ UN ရုံးမှာရှိနေတဲ့တာဝန်ရှိတဲ့လူတွေကသူ့တယောက်မှထွက်ပြီးမှမတွေ့ဘူးလို့ပြောပါတယ်သူတို့ဒီကျွန်တော်တို့တည်ရတဲ့လောက်ဆိုရင်တော့ပြည်နန်းမှာရှိနေတဲ့ဒုက္ခခံမှသူတို့ကိုမုံထုတ်လိုက်တဲ့ဟာကလူပေါင်း160ကျော်လို့ပြောပါတယ်အခုကဒီမှာရုံးမှာကြတော့အခုလူပေါင်း100ကျော်လောက်ကိုအခုလက်ရှိနေနေတဲ့အတိုင်းပဲသူတို့ကိုဖမ်းသွားတယ်သူတို့ကိုကား3စီးနဲ့ဖမ်းပြီးမှယူသွားတယ်ပေါ့နော်အဲ့ဒါတွေကဘာကြောင့်မျိုးဖြစ်တာလဲဆိုရင်တော့ကျွန်တော်တို့ဒီ9လပိုင်းမှာဒီမလေးရှားနိုင်ငံမှာနေထိုင်ပြီးမှတခြားနိုင်ငံကိုတွားပြီးဘွေးရတဲ့အမျိုးသမီးတယောက်က social media ကနေရိုဟင်ဂျာတွေအနိခံရတဲ့အကြောင်းတွေကိုပြောတဲ့အတွက်ကြောင့်မို့မလေးရှားလူမျိုးတွေကသူတို့ကိုမုန်းတီးသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့သူတို့ကအင်ရှင်ကိုစော်ကားတဲ့ပုံစံမျိုးဖြစ်သွားတဲ့အတွက်ကြောင့်အခုကဒီကျွန်တော်တို့ရိုဟင်ဂျာလို့မဟုတ်ဘူးဘယ်လူမျိုးကိုမဆိုသူတို့က immigration ဖြစ်တဲ့လူတွေအကုန်လုံးကိုဖမ်းပြီးရင်ပို့မယ်လို့ပြောပါတယ်ဒီသတင်းထဲမှာတော့ကျွန်တော်တို့ကြားသိရတာကတော့အခုဒီရိုဟင်ဂျာလို့ခံနေတဲ့ပြည်နားမှာနေတဲ့လူတွေဟာကျောင်းတွေပါတယ်လေရှိလို့ပြောတယ်အခုစစ်တီကျောင်းတွေကိုအကုန်လုံးပိတ်သိမ်းလိုက်ပြီလို့ပြောပါတယ်ဆိုတော့ဒီမလေးရှားလူမျိုးတွေကဒီရိုဟင်ဂျာတွေကိုအကောင်းဆုံးစီစဉ်ပေးထားတယ်ဆိုတာလေကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်မို့ပြောချင်တာကဒီဗီဒီယိုနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီကြည့်မယ်ဆိုရင်မလေးရှားလူမျိုးတွေဟာသူတို့ရဲ့ဘာသာသူဖြစ်နေတဲ့ဒီရိုဟင်ဂျာလူမျိုးလို့အမိခံနေတဲ့ဒီသူတို့တွေကိုဒီကျောင်းတွေလေးပဲကောင်းကောင်းလုပ်ပေးတယ်ကျောင်းတွေမှာလည်းစာသင်ကျောင်းတွေနဲ့ကျောင်းတက်လို့ရအောင်ဒီဖန်တီးပေးတယ်ဆိုတာကိုကျွန်တော်ကြည့်ရတယ်အခုဆိုရင် social media မှာပဲဖြစ်ဖြစ်ဒီနေရာမှာပဲဖြစ်ဖြစ်တွားလာတာမလုံခြုံတော့ဘဲနဲ့အမြဲတမ်းသူတို့ကိုစိုက်ကြည့်နေတယ်အမြဲတမ်းစစ်ဆေးနေတယ်အမြဲတမ်းဖမ်းနေတယ်ပေါ့နော်ဆိုတော့ဒါကတော့ပြောချင်တာကအပြင်နိုင်ငံပဲရောက်ပြင်နိုင်ငံပဲနေနေဒါကိုယ့်အပေါ်မှာကျေးဇူးရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုသိဖို့လိုတယ်ပေါ့နော်